နော်အခုပြမယ်တဲ့ချင်းတော့ဒီ F ဖြူပေါ့နော် F ဖြူ the ants ရဲ့ဒီအိမ်မက်ထဲတဲ့ချင်းနော်အဲ့ထဲမှာပါတဲ့ဒီလီပေါ့နော်အဲ့နေရာလေးပေါ့နော်အဲ့နေရာလေးနော်ကျွန်တော်ဒီနှစ်ကျိုးရဲ့ဒီ73ဘွက်ကစားပေါ့နော်ပြီးသွားရင်ကျွန်တော်တစ်ကျိုးရဲ့ဒီ12ပေါ့နော်နောက်ပြီးသွားရင်နှစ်ကျိုးရဲ့ဒီ17ပေါ့နော်အဲ့တော့အဲ့မှာကျွန်တော်ဒီအတန်ကဒီနှစ်တန်ပေါ့ဒီဆွဲထားလိုက်ရပါတော့နော်တတန်ချင်းဒီကတီးလိုက်ရအဲ့ဒီအတန်လေးကိုဆွဲထားရင်ပို့လှပါနော်73 17ပေါ့နော်73ဒီမှာ12 73 17နော်ပြီးသွားရင်နော်ဒီနေရာလေးပေါ့နော်အဲ့မှာဒီ17ကနေ73ပြီးရင်ကျွန်တော်3ကျိုးမှာဒီ30ကနေ12ပေါ့နော်အဲ့တော့ slide ဒီနော် slide နော်အဲ့နေရာလေးနော်ပြီးရင်30ပြီးရင်နော်အဲ့မှာကျွန်တော်တို့930ပြီးရင်939ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီစလားလေးနဲ့ပေါ့နော်ပြီးရင်ကျွန်တော်တို့4ကျိုးရဲ့30မှာဆုံးတယ်နော်အဲ့လိုလေးသွားနော်အဲ့တော့ဒီပြန်ပြီးတော့ကျွန်တော်တီးပြမယ်နော်နော်အဲ့ဒါနော်အဲ့ကြောင့်နှေးလေးတစ်ခေါက်ပြမယ်နော်အဲ့ဒါလေးနော်ဒါဒီကျွန်တော်တို့ဟို chorus မှာလည်းအဲ့တိုင်းလေးပဲကျွန်တော်သွားမယ်เนาะဒီ intro လေးလည်းအဲ့လိုလေးပေါ့เนาะပြီးရင်ကျွန်တော်ဆက်ပြီးတော့တီးမယ်အဲ့ဒါရတန်လေးတော့ကျွန်တော်မပြတော့เนาะအဲ့ဒါကြီးနော်ရေကုန်ရရှိဘူးပြုံးတွေဘယ်သူမှဟာဆိုရမေးစေငါကလည်းမေးချင်တယ်စင်တော်ရဲ့တော်လေးဒီနေ့ခုနနေရာလေးပြန်ရအောင်နော်နော်အော်ဒီခုနကျွန်တော်ဒီဟောပါနော်pre-chorus လေးပေါ့နော်အဲ့မှာကျွန်တော်တို့ဒီတစ်ကျိုးနဲ့နှစ်ကျိုးကိုကျွန်တော်ဒီ73ဘွက်မှာတစ်ခါတည်းကင်ထားမယ်ပေါ့နော်တစ်ခါတည်းကင်ထားမယ်လက်ကတော့ကျွန်တော်ဒီလက်နံပါတ်3လေးပေါ့နော်လက်သန်းနဲ့ဒီလက်တကြွယ်နဲ့3တယ်နော် sorry နော်အဲ့လိုလေးသေးတယ်နော်နော်ဒီအောက်ကျိုးကွာတစ်ကျိုးနော်တစ်နှစ်ပေါ့နော်နော်အဲ့နေရာကြတော့ကျွန်တော်တို့ဒီနော်နှစ်ကျိုးရဲ့17ပေါ့နော်နော်အဲ့တော့ကျွန်တော်ဒီဒိုရင်ငါပြောမယ်ဆိုဒိုပေါ့နော်နော်ဒါဖာပေါ့ဖာဒိုဖာဒိုဒီဒါကြတော့ကျွန်တော်ဒီထာဖြစ်သွားပါတော့တီရဲ့နော်တီကို flat ထာပေါ့နော်နော်အဲ့နှစ်တန်ကျွန်တော်တို့ဒီတောရက်လေးသွားပါတော့ဒီအတန်ဆွဲပါနော် let ring လို့ခေါ်ပါပြီးသွားရင်ကျွန်တော်တို့အဲ့ဒါကြတော့ကျွန်တော်တို့ဒီနှစ်ကျိုးနဲ့3ကျိုးပေါ့နော်နှစ်ကျိုးနဲ့3ကျိုးမှာကျွန်တော်တို့ဒီနှစ်ကျိုးရဲ့ဒီ17ပေါ့17နဲ့ဒီ3ကျိုးရဲ့10ပေါ့
ပြီးသွားရင်ကျွန်တော်တို့3ကျိုးရဲ့8အကွက်မှာပြန်ဆုံးတယ်နော်အားလေးနှစ်ခါတီးလိုက်တယ်ပေါ့နော်နော်ပြီးသွားရင်ကျွန်တော်တို့ဒီ ကော့လေးပေါ့နော်ကော့လေးတစ်ခုပေါ့နော်ကော့လေးဆိုတော့ဒီကောင်ကကျွန်တော်တို့နော်ဒီ A flat ပေါ့နော်ဒါ A flat ပေါ့နော် A flat ကော့လေးပေါ့နော်အဲ့တော့ဒီ3ကျိုး8ရယ်ကျွန်တော်တို့2ကျိုးနော်9ရယ်ဒီ1ကျိုးက17နော်နော်အဲ့ပုံစံလေးတီးသွားပါနော်နော်3ရိုး2 3 1ပေါ့နော်နော်3 2 3 1နော်3 2 3 1နော်အဲ့လိုဆိုပြီးသွားရင်ကျွန်တော်အဲ့တိုင်းကျွန်တော်တို့နောက်တစ်ခွက်ကျော်ရွှေ့လိုက်တယ်နော်ကျွန်တော်တို့ဒီ B flat ကောပေါ့နော်နော်အဲ့နေရာလေးနော်အဲ့နေရာလေးပြီးသွားရင်ပြီးသွားကျွန်တော်တို့ chorus ဝင်တယ်နော် chorus ဝင်တယ်နော်ပြီးရင်ကျွန်တော်တစ်ခေါက်နော်အဲ့တော့ထက်တီးပြမယ်နော်အဲ့နာကြတော့နော်နော်ပြီးသွားရင်နော်အဲ့တော့သွားကြတော့ဒီဒါ C minor အနေနဲ့ပြောတော့ဒါ C ပေါ့နော် C minor နည်းနော်နော်အဲ့တော့ C minor နော် C minor အဲ့ဆိုဒါလာပေါ့ထားလိုက်ပါနော်လာနော်တော့ C minor key လေးဝင်သွားပြီပေါ့နော်လာတီဒိုရေပေါ့နော်နော်နောက်ဆုံးတူစက်နေရာလေးကကျတော့ကျွန်တော်တို့ဒီဟောနှစ်ကျိုးရဲ့17အကွက်ပေါ့နော်17ပဲပေါ့ကျွန်တော်အဲ့နာလေးကိုတစ်ချက်ပြန်တီးပြမယ်